အောင်မြင်ရမယ်ငါအောင်မြင်ခြင်းနဲ့ဆိုတဲ့စိတ်နဲ့လာတာမဟုတ်ဒီဟာအောင်မြင်လာတဲ့ပုံမှာကျွန်တော်လောကကြောင့်မတရားသိသွားတယ်ကျွန်တော်မတရားပွဲတွေလိုက်ရပြီးတော့ကျွန်တော်ဘဝကြီးကတစ်စစ်ချိုးပြောင်းသွားတစ်စစ်ချိုးပြောင်းနေဆိုတာကချမ်းသာသွားတာမဟုတ်ဘူးကျွန်တော်ရခင်ကတည်းကကျွန်တော်ကားဘော်ဒီပညာသင်နဲ့ကားဘော်ဒီဆရာနဲ့ကားထုတ်လို့လို့တော့ကျွန်တော်အခြေအနေကသူ့နေထားနဲ့သူအစကတည်းကရှိတယ်ဒါပေမဲ့အဆိုတော်ဘုရားရောက်သွားတဲ့ခါမှာပတ်စံဘလောက်ချမ်းသာမရတဲ့အခွင့်အရေးတွေဆိုတော်ဘုရားမှာရတယ်နုပညာသမားတယောက်ဟာအင်မတန်မှပျက်စီးလွယ်တယ်ကျွန်တော်ကြောက်စရာကောင်းတယ်ဘာလို့ဆိုတော့အောင်မြင်နေတဲ့အောင်မြင်မှုကတာမန်အောင်မြင်မှုမဟုတ်ပဲတနိုင်ငံလုံးကိုအုံးကြအောင်မြင်သွားရင်အဲ့လူတယောက်ဟာလောကရန်၈ပါးနဲ့တွေ့လာရင်တော်တော်ရင်ဆိုင်နိုင်မှရမှာကျွန်တော်ငွေကြောင့်တော့ကျွန်တော်မပြတ်ခဲ့ဘူးလေကျွန်တော်ဒီအောင်မြင်မှုဖြစ်လာတဲ့ပုံမှာတတိတော်တော်ကတ်လို့ကျွန်တော်ဒီနေထားတွေရောက်တာနမို့ဆိုကျွန်တော်မာနတွေတက်မှာကိုနဲ့အဖတ်မတန်တယ်လို့သူများကိုဆက်ဆံမှာတော်တော်များများအဲ့လိုဆက်ဆံတယ်ကျွန်တော်ကိုယ်တိုင်တော့အိုက်စိတ်တွေဝင်တယ်ကျွန်တော်အိုက်စိတ်ကိုကျွန်တော်တောက်လျှောက်ကျွန်တော်ကတ်တာနဲ့ဖြတ်နေရတာဒါမကောင်းတဲ့စိတ်ပဲလူချင်းပဲဆိုတဲ့စိတ်ကျွန်တော်အဲ့ဒီဟာရှိတယ်ကျွန်တော်တို့အနုပညာလောကရောက်သွားပြီဆိုရင်လူ3-4-5တောင်ကကိုတယောက်တည်းကိုမော်ကြည့်နေတာဗျာလူတိုင်းလူချင်းတယ်ပတ်စံရှိတိုင်းအဲ့လိုမရဘူးလေအနုပညာအဲ့ကျွန်တော်ကမထင်မှပဲအဲ့လိုဖြစ်သွားတဲ့ခါမှာဒီအပေါ်မှာမကန့်ညိဘဲနဲ့ကျွန်တော်ဘာကိုမြင်လိုက်လဲဆိုတော့ကျွန်တော်နေ့စဉ်ဆုံးခံလိုက်တာမလိုက်ရတော့ဘူးကျွန်တော်မိသားစုနဲ့အတူတူမနေရတော့ဘူးကျွန်တော်ပေါင်းသင်းနေကျွန်တော်တစ်ဖိုက်စာမထိုင်ရတော့ဘူးအဲ့တော့ကျွန်တော်တဖြည်းဖြည်းနဲ့ကြည့်လိုက်တာနေ့ကိုအိတ်ညကိုဆိုကျွန်တော်ပေါ့နော်ကျွန်တော်ကလူတွေနဲ့ဆက်ဆံရတဲ့ဘဝကိုဆုံးရှုံးသွားတာကျွန်တော်အတိတရားတွေကျွန်တော်ဘဝတန်တရာကောင်းကျိုးတယ်လည်းဘာမှမရှိတော့ဘူးမိသားစုနှွေးထွေးသွားလည်းမနေရတော့ဘူးကလေးအကြောင်းကျိုးဖို့လည်းကျွန်တော်မလုပ်ရဘူးအဲ့တားလေးသမီးလေးတွေရွယ်လေးတွေဖြူစိမ့်လေးတွေနဲ့ကျောင်းကျိုးဖို့လေးအဲ့မှာကျောင်းစင်းတာတွေတွေ့ရင်ကျွန်တော်ကမျက်ရည်ကြာကားပါမှာနောက်မှကျွန်တော်ဟိုတယ်မှာကျွန်တော်ငိုတရက်ကငိုတယ်ကျွန်တော်ဝါမှာပေါ့ဟိုမှာပြောပွဲမှာကျွန်တော်ငိုပြီးတော့တဟာအောင်နေဆက်တယ်တကယ်ချင်းငါဒီပွဲတွေမဆူနိုင်တော့ဘူးငါပွဲတွေကုန်ပတ်စံပြန်အမ်းပြီးငါနားတော့မယ်တကယ်ချင်းတော့ဟာမလုံးနဲ့တကယ်နာမည်ပြတ်သွားလိမ့်မယ်မလုံးနဲ့တကယ်ချင်းမင်းနည်းနည်းစိတ်လေးဖြေလိုက်ပေါင်ကွာတကယ်ချင်းဟာအဲ့လိုလေးပြောပြီးသူကလုံးပါနဲ့ကွာငါတကယ်ချင်းဟာမင်းပြီးမှငါနဲ့မင်းနဲ့တိုင်ပင်မှမယ်ဆိုသူကအဲ့လိုလေးဖေးမှငါမရတော့တကယ်ချင်းဟာကျွန်တော်ငိုနေအဲ့မှာဘာလို့နောက်ပိုင်း contract တွေကအောက် recession မှာလည်း contract တွေကရောက်နေတာARD တိုင်းတို့နေရာစုံကငားကျင်တာပေါ့ contract ကငားတယ်ဆိုတာတချို့ပွဲတွေကြာကျွန်တော်က300လောက်ဝင်တယ်ကျွန်တော်တို့ဆိုရင်အဲ့ကြတော့ contract ကလည်းရကျင်မှာပေါ့ဗျာဒီမျိုးဆိုရင်မိုင်30-50ဝေးတဲ့နေရာမှာသူကတပွဲလောက်တာတရက်နဲ့2ပွဲဆိုရတာကျွန်တော်ကအဲ့အရာတွေကိုမတရားကြောက်တာကျွန်တော်မနက်ခင်းဆိုကျွန်တော်တို့အိမ်ရှိမှာဆိုလဲကျွန်တော်တို့ရုပ်ရှင်တွေကြည့်ရတာကျွန်တော်တကယ်ကျွန်တော်ကိုယ်တိုင်ခံစားတော့ကျွန်တော်ကအဲ့လောကကြီးကိုကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ဟာကျွန်တော်ခွင့်ရမရှိတော့ဘူးလေသူတို့ကပွဲရကျွန်တော်မလုပ်လဲကိုမတော့တချင်းဆိုကြမလို့ကျွန်တော်အကိုကြီးတန်လည်းမထွက်တော့ဘူးအေးပြက်လို့ကျွန်တော်အတန်မဆူနိုင်ဘူးကိုကြီးကကျွန်တော်မလိုက်နိုင်တော့ဘူးနော်ဝေးလို့ကျွန်တော်ဆူနိုင်ဘူးဆိုတော့ဟုတ်ကျွန်တော်တို့ရွာလေခမရမြင်ရရင်ရတယ်အကိုကြီးမတက်လေးပဲရပ်ပြီးလိုက်အဲ့လိုခေါ်တာကျွန်တော်ကသူတို့အားနာအဲ့ကြသူတို့ကလို့ပါကိုမလို့မြင်ရရင်တော်ပါပြီဗျာဟာငါတောင်းတစ်ခုဖြစ်နေရလားမသိဘူးအဲ့မှာကျွန်တော်ကဲပါကိုကြီးဝေးရလာတာပါကိုလို့ပါကိုမလို့ဆိုကျွန်တော်အဲ့လိုနဲ့ပွဲတွေပါသွားရင်နောက်ပိုင်းကျွန်တော်ပွဲတွေအများများလာပြီးတော့ကျွန်တော်ဒီဘဝကြီးကိုအယုတ်ကြီးတစ်ခုလိုပဲကျွန်တော်ဖြစ်နေတာကျွန်တော်ရင်ထဲကမပါတော့ကျွန်တော်ပြိတ္တကိုဆိုပေးတယ်စေတနာအပြည့်ဆိုပေးဒါပေမဲ့ကျွန်တော်ဖြစ်ချင်တဲ့စန္ဒဆိုတာမရှိတော့ကျွန်တော်စန္ဒကကျတော့ကျွန်တော်အဲ့လိုမျိုးလေးနေချင်တာပေါ့နော်အဲ့မှာနောက်ပိုင်းကျကျွန်တော်ပွဲတွေကိုဒီဘက်ကဝိုက်ဖို့ကြီးကျွန်တော်ဒီနားမှာဖြုတ်လိုက်တော့လားပွဲစဉ်လုံးဝမပေးရတော့သူဒီမှာမန်နေဂျာရှိတယ်လုံးဝမပေးနဲ့တော့ပွဲပိတ်လိုက်တာပွဲပိတ်ပြီးဘာလုပ်ရလဲဆိုတော့ကျွန်တော်ရှိနေတဲ့ပွဲတွေကိုကျွန်တော်ဇက်တိုက်ဆူပြီးတော့ကျွန်တော်2 လလောက်ကျွန်တော်လုံးဝမိုင်းမကင်ပဲနေလေရတယ်ကျွန်တော်အဲ့ကြမှာကျွန်တော်ကပုံမှန်လူနေရာပြန်ရောက်တာကျွန်တော်အေးတွေပြတ်အဲ့လိုပွဲတွေပဲဆူပြီးတော့တချင်းတွေမိုက်တွေမြင်ကျွန်တော်မတရားကြောက်သွားတယ်ဆိုတာလူတယောက်ကတိုင်းတာခံနိုင်တဲ့တိုင်းတာမဟုတ်ဘဲနဲ့စွတ်ဖိအားတွေနဲ့တွားလိုက်ရတဲ့ခါကျတော့မပျော်တော့ဘူးအဲ့မှာနောက်ပိုင်းကျမှကျွန်တော်မိတ်ဆွေတူကခမည်းရထားတဲ့ခွေရေးရလူဦးရေတန်းပေါင်း60မှာဘယ်နှယောက်ရှိလို့လဲတဲ့လက်ချိုးရည်ကြည့်လိုက်အောင်တဲ့ခမည်းဟုတ်တယ်ခမည်းမစိုးချင်တာဘာကြောင့်လဲမစိုးချင်တာဘာကြောင့်ကျွန်တော်မိသားစုနဲ့နေလိုက်
ဆိုတဲ့နဲ့ပွဲကိုဆိုလိုက်သူကဆိုတဲ့နဲ့ပွဲကိုဆိုလိုက်ခမရဆိုတဲ့ဟာဒီလူသားကြိုးပြီးတော့ခင်ဘာလုပ်မလဲဒီပတ်စံကိုကြိုးပြလိုက်ခမရဆိုလိုက်တယ်အဲ့ဆိုရင်ဟာဒါလည်းဟုတ်တာပဲအဲ့လိုဆိုရင်ဟိုတီးလိုက်စာတင်တိုက်ကလေးကတဲလေးနဲ့နေရတာသူ့ပြားလေးတောင်မရှိဘူးမိုးမလို့ဓမ္မစီရပြီးသားဆရာလေးကအဲ့ဒါကျွန်တော်ကဆရာလေးတပည့်တော်ပွဲဆိုပြီးတော့လူပညာချင်းနဲ့ကြောင်းလေးဆောက်လှူပါမယ်ချင်းလေးချင်းကားကတော့ဘယ်လောက်ကြာမလဲတော့မပြောနိုင်ဘူးတပည့်တော်ပွဲဆိုပြီးလှူမယ်ဆိုရင်ကျွန်တော်390လောက်ကုန်တယ်ကျွန်တော်ပွဲဆိုပြီးမှအဲ့စာတင်တိုက်ကြီးဆောက်တာအဲ့ကြတော့အကျိုးရှိသွားတယ်သူ့ရဲ့အကြံပေးမှုကအဲ့လိုလေးနဲ့ကျွန်တော်ဆိုတယ်ကျွန်တော်ဘာဖြစ်လဲစာတင်တိုက်တွေမှာကျွန်တော်တို့သွားလှူတယ်ကျွန်တော်တို့ဒီဆိုတဲ့ဟာပေါ်မှာကျွန်တော်တို့ဟိုလူဖို့တောင်းဖို့တော်တော်ရပါသူပြောတဲ့အကြံဉာဏ်ကျွန်တော်တော့ကောင်းပါအဲ့မှာကျွန်တော်ပွဲကိုတော့ကျွန်တော်ချုပ်ပလိုက်တယ်ပွဲကျစ်ပလိုက်တယ်ပွဲကိုဆိုပေးတယ်ဆိုတဲ့ပတ်စံကျွန်တော်လှူဖို့တောင်းဖို့ကဖြူစင်တဲ့ပတ်စံတွေဆိုတော့ကျွန်တော်ကောင်းကောင်းလှူလို့ရတယ်ကျွန်တော် Facebook မတင်တာပဲရှိတာကျွန်တော်လှူတယ်ဟိုသူဖြစ်တယ်လူဖြစ်တယ်တရားကြည့်ပြီးသားလူဖြစ်တယ်နောက်တစ်ခုကပရိသတ်တွေကိုကျွန်တော်တို့တံမိုးထားရတယ်ဒီဖြူစင်တဲ့ပတ်စံလေးတွေနဲ့သူတို့တချို့ပရိသတ်လေးတွေဆိုရင်ကျွန်တော်တို့စီကနေကျွန်တော်တို့လာကြည့်ဖို့အမိုက်လေးတွေထုတ်ရတယ်တဲ့ဟိုကျွန်းလာမှာဓာတ်တံခွန်လေးတွားရောင်းရတယ်ဗျာကျွန်တော်ကျွန်းလာကိုထက်ဆိုတဲ့သူဓာတ်ပုံဆရာကိုမတော်ခမရောက်ပြောကြရှိတယ်တဲ့ဒီနေ့ညများများဆိုပါတဲ့ဟုတ်ဆိုးမမယ်ကိုလို့ဘာရှိတော့ကိုမတော်ပရိသတ်ကလေးတဲ့ကိုမတော်ကိုကြည့်ကျင်လို့ဒီနေ့အမိုက်တွားထုတ်ရတာတဲ့အမိုက်ကဘာကိုထုတ်တာလဲကိုလို့သူ့အိမ်မှာရှိတဲ့ဓာတ်တံခွန်အဟောင်းလေးတွေတွားရောင်းပြီးတော့ကိုမတော်စီလက်မလာဝယ်ကြည့်ရတာတဲ့ကိုမတော်ပြိတ္တကိုများများစုပေးလိုက်ပါဗျာတဲ့သူတို့စင်းတော်စင်းနဲ့ကြည့်ရတာမဟုတ်လို့ကျွန်တော်ခုမှသိရတာအဲ့နေရစပြီးကျွန်တော် contract က9ပုတ်ပဲဆိုပါ10ပုတ်ပဲဆိုပါလာမပြောနဲ့ကျွန်တော်လုံးမရကျွန်တော်ပြိတ္တတောင်းတယ်လို့ကျွန်တော်18ပုတ်လောက်ထိဆိုတယ်ပြိတ္တတောင်းတယ်လို့ထိဆိုပေးတယ်ဘာလို့လဲသူတို့ရဲ့ချွေးနေတာလေးတွေနဲ့ကျွန်တော်တို့လာကြည့်ရတာကျွန်တော်တို့ကပတ်စံရပြီးတော့လုံးမသွားဘူး contract ကလည်းပတ်စံရပြီးတော့မလုပ်ပါနဲ့ကျွန်တော်တို့ဖြောပြပြစီအောင်သူတို့အဲ့လိုမျိုးလေးတွေလုပ်တယ်အဲ့တော့ဒီအောင်မြင်မှုတွေကိုကျွန်တော်ကအတိတရားဆိုရင်းနဲ့ကျွန်တော်ပေါင်းသင်းနေနဲ့တွေ့တာရဲ့အတိကျွမ်းလေးတွေရရင်နဲ့ကျွန်တော်ကနောက်ဆုတ်လာတာကျွန်တော်ကဒီအောင်မြင်မှုကကျွန်တော်နိဗ္ဗာန်နဲ့ဝေးစီတယ်ဆိုတော့ကျွန်တော်တိသွားပြီ